တောင်းငါဆိုတာကဘိတ်အရှိဘက်ဘိတ်နောက်ဘက်နော်တောင်းငါ၄ခွန်ဆိုတာအေယာဝတီဆိုတော့တွေးပေါ့တွေးနဲ့လက်မုံနဲ့သားတွေးတယ်တောင်းငါ၄ခွန်တောင်းငါအပေါင်းတရားယုံဘိတ်တာမတရားဆိုတာဥဒိမောပေါ့နော်ဥဒိမောကဘာဖြစ်လဲဆိုတော့တမီမွေးဖွားတယ်ဂျုံဝစီလွင်မို့ဂျုံဝတီဆိုပြီးတော့နန်းတော်ရုံမှာသူကူလာရင်မှအခြေဆိုင်ရပါဗျာဂျုံဝတီမောရဝတီနန်းတော်ရုံကူလာမှာသူအခြေဆိုင်တယ်လွင်မို့ဒိတ်တာမတရားဆိုတော့ဖြစ်နိုင်လားနားစဉ်းစားကြည့်ကြည့်ပါ3 5 4ခွန်3 5ခင်ဗျာပြောပြမယ်3 5ဘဲရရင်ပြီးတော့အပေါင်ကတရားလူကြီးရဲ့သားအပေါင်ဟုတ်အပေါင်က3လေးဘီလင်းရဘိတ်တာ3 5ဘိတ်တာ3 5နော်ခမရကနန်းတော်ယုံမှာဘူရာစိုက်မှာလားမစိုက်ဘူးလားပြောနော်ခမရယွန်းဝတီဆွေတိုင်းဖွင့်လာကြောတီးတယ်ကြော်လေးရတယ်နော်ကြော်ရွှေနန်းတော်လူကကြော်လေးရတယ်ရွှေနန်းတော်ရတယ်တူနိုင်ဆွေဆိုင်ကင်ပီနဲ့ဆွေဆိုင်အဲ့ရုံဝတီနာမှာတူနိုင်တော့ဖွင့်တယ်ဆိုရင်ခင်ဗျားကျင့်နေတာဗိတ်တာမတရားခင်ဗျားလွင်မိုးပြောတယ်နော်ခင်ဗျားဒွေးကိုတတ်သွားတာဒွေးဆိုအေယာဝတီ၄ခွန်နော်အေယာဝတီ၄ခွန်ခင်ဗျားတတ်သွားတယ်ဗိတ်တာမတီးဆိုလွင်မိုးကဒွေးကိုတတ်သွားတာခင်ဗျားတရားလွန်တယ်နော်ရုံဝတီလွင်မိုးခင်ဗျားတို့ပြောပြမယ်ခင်ဗျားတတ်ဆုပ်မှမဆုပ်တာပြောအဲ့ဒီယုံဝတီဆွေဆိုင်ဖြုတ်မှမဖြုတ်တာပြောယုံဝတီဆွေဆိုင်ဆွေနန်းတော်နာခင်ဗျားဖြုတ်မဖြုတ်ခင်ဗျားတို့ကျွန်တော်ဖြုတ်မယ်ခင်ဗျားဗိတ်တာမတီးရဆိုရမလုံးနဲ့ကရင်တွေတရားတွေမလုံးနဲ့နော်ကရင်ဆိုတာပြောပြမယ်ကရင်ဆိုတာစောဘဒူတီထောင်လားနော်တရားဆိုတာဂလုံးဦးစောတီထောင်လားဂလုံးဦးစောကျုံးမိတ်ပြီးတဲ့နေ့ကြားပြည်နယ်သူတွေအကုန်လုံးဟာလက်ဘေးမှာနော်ကြေခွင်းနေစွတ်တာလားခင်ဗျားသဘောပေါက်လားအဲ့ဒါကျွန်တော်ပြောပြမယ်ကျွန်တော်ကြားပြည်နယ်ကိုကျွန်တော်တာချစ်တယ်သူတို့ရဲ့ခေါင်းဆောင်တွေကဂလုံးဦးစောတဲ့သူတို့ကြေခွင်းတွေကိုသူလက်ဘေးမှာစွတ်တယ်ဂလုံးဦးစောကျုံမိတ်ပေးရတယ်ကြားပြည်နယ်ဘူချုပ်ကြေရုပ်ဘာတော့စိုက်လို့မရတယ်ဆိုတာကြားပြည်နယ်မှန်တယ်ဗျာဘူချုပ်မှားတယ်နော်ဘူချုပ်မှာအာဇန်ဒီဗိမ့်မန်ဆိုတာမဖြစ်မြောက်ဘူးတရေပါ6တယ်အာဇန်ဒီဗိမ့်မန်အရှိမှနား6ဘက်လူမရှိဘူးခင်ဗျားကြော်ပြောပြမယ်ခင်ဗျားယုံဝတီလွင်မိုးခေါင်းစဉ်တက်လဲအဲ့ဒီရွှေနန်းတော်နန်းတော်ယုံမောရဝတီရှိပါတယ်ယုံဝတီတာပါတယ်သူကိုသူတက်တယ်ခင်ဗျားအဲ့ဒီနန်းတော်ယုံနာယုံဝတီရွှေဆိုင်ကိုဖယ်ပြီးမဖယ်ပြီးခင်ဗျားနဲ့ကျွန်တော်လည်းလွင်မိုးဥလွင်မိုးနဲ့ကျွန်တော်လည်းတွေ့မှာကျွန်တော်ဒွေးဆိုတာ3 5 4ခွန်3 5 3 5ဆိုတာမြေအရှိရှိမယ်မြေအနောက်ရှိမယ်4ခွန်ဆိုတာကအေယာဝတီတိုင်းကညံအောင်ဖြစ်ချင်းဖြစ်မယ်ညံအောင်တစ်ရှစ်နော်4ခွန်ကျွန်တော်စာမျက်နှာနှံ့မိမယ်3 5 4ခွန်3 5ခင်ဗျားသဘောမတူဘူးဗိတ်တာမတရားဆိုခင်ဗျာဒိန်နဲ့ညာတော့ပတ်တယ်3 5ဘီလင်း3 5ဆောင်းခင်ဗျာ3 5ဘီလင်းရမယ်တော့ဒုံးပြန်လွှတ်လိုက်40ခွန်ဆိုအေယာဝတီတိုင်းနဲ့ကြာတာမကြဘူး3 5ဆိုတာဘီလင်းနဲ့တော့ကြာတယ်ရုံးတီလွင်မိုးလွင်မိုးခမ ्या ခေါ်နေနော်ဇဂနာခမ ्या တော့လိုက်လာမှာဇဂနာဆိုတာသိတာဇဂနာလို့ဥကြောသူတို့ကနာရီကုညီမှုအတင်းနော်လွင်မိုးရှောင်းလို့မရအောင်နော်ခမ ्या ရှောင်းလို့မရဘူးခမ ्या ရှောင်းလာစစ်ပွဲတွေဒီလိုဖြစ်သွားမယ်သဘောပေါက်လားစစ်ပွဲမဖြစ်ချင်လို့ခမ ्या ပြောနေတာစီတန်းစီတဲ့ဒုက္ခကိုခမ ्या ယုံဝတိလွင်မိုးကဒုက္ခပေးတာနော်လွင်မိုးခင်ဗျာဒွေးတော့တစ္ဆာမရှိတဲ့ကောခ
မြလီးပဲပေါ့နော်ခမရမိမလည်းခမရလည်းမတည့်ဘူးဆိုတာအဲ့ဒါလွင်မိုးတစ္ဆာဖောက်တို့နော်ခမရကိုအဲ့လိုပဲပြောလိုက်မယ်သဘောပေါက်လား